ဒီလို press on လေးဆိုလို့ရှိရင်တစ်ခါမှမ try ဘူးပေါ့နော်အဲ့တော့စိုးကြည့်မယ်ဆိုပြီးတော့စိတ်ကူးပေါက်လာတော့ရှာကြည့်လိုက်တယ်ဇန်ခုဝင်လာတဲ့ press on လေးရဲ့နာမည်က World Cup ဆိုတဲ့နာမည်လေးပါရွေးစရာအယောင်လေးအများကြီးရှိတဲ့တွေကမှတိတ်ပြီးတော့ရိုးမလဲသွားမယ့်အယောင်လေးပေါ့နော်ဇန်ကြိုက်တဲ့အယောင်လေးလည်းပါတယ်ပန်းရောင်လေးပါတယ်အဲအားကြောင့်သူ့ရွေးရတာဖြစ်ပါတယ်ပထမဦးဆုံး press on လေးကိုတက်တော့မယ်ဆိုလို့ရှိရင်သူ့မှာပါတဲ့လက်သေး size လေးတွေနဲ့ကိုယ့်ရဲ့လက်သေးလေးရဲ့ size ကိုအနည်းဆက်ဆုံးတူအောင်လို့ရွေးပေးမယ်နော်ပြီးတော့သူ့ဘူးလေးထဲမှာဗာလေးတွေပါလဲဆိုတော့ cuticle pusher လေးတစ်ခုပါမယ်ပြီးတော့ alcohol wipe လေးပါမယ်ပြီးတော့လက်သေးကိုတိုက်တဲ့ file အသေးတစ်လေးတစ်ခုပါမယ်ပေါ့နော်ဒီအဆင့်ကအရေးကြီးပါတယ်နော်ကိုယ့်လက်သေး size နဲ့အနည်းခက်ဆုံးတူတဲ့လက်သေး size လေးကိုရွေးပေးရမယ်တကယ်လို့ size ကအရန်ကြီးနေတာတို့အရန်သေးနေတာတို့ဆိုလို့ရှိရင်လေးခိုးလွယ်တယ်ရေတွေဝင်လွယ်ပြီးတော့မှဒီလက်သေးလေးတွေကကွာတာမြန်တတ်တယ်နော်ဇင်ကတော့